ဘကြီးမှာလူတွေအမျိုးမျိုးရှိကြပါတယ်တချို့လူတွေကလူညံတာကိုကြိုက်တယ်တချို့လူတွေကချမ်းတမ်းတာကိုကြိုက်တယ်ချို့လူတွေကရင်ကြီးတာကိုကြိုက်တယ်ချို့လူတွေကြတော့မယဲနာကိုကြိုက်တယ်အဲ့ဒါကြောင့်ပေါ့ဂျိုကိုရှိရဂျိုတောင်မလာဘူးပေါ့နော်တူရကိုစုကြတယ်ဆိုတဲ့သဘောကိုပြောတာပါရင်ကြီးတဲ့သူကရင်ကြီးတဲ့သူတွေနဲ့ပဲပေါင်းပြီးတော့မယဲချမ်းတမ်းတဲ့သူကတော့မယဲချမ်းတမ်းတဲ့သူအချင်းချင်းပဲပေါင်းလို့ရတယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့အသွင်မတူရင်အိမ်သူမဖြစ်ဘူးပေါ့နော်အဲ့လိုလဲဆိုထားကြတာရှိပါတယ်ဒါပေမဲ့လူတွေရဲ့အယူအဆအတွေးခေါ်တွေဟာသူတို့ရဲ့နိစ္စရာပတ်ဝန်းကျင်ပေါ်မှာမူတည်ပြီးတော့ပြောင်းလဲသွားပါတယ်သူတို့ရဲ့မိဘညီကိုမောင်နှမမိသားစုအတိုင်းအဝိုင်းပတ်ဝန်းကျင်အဲ့ဒါတွေပုံမူတည်ပြီးတော့မှသူတို့ရဲ့စိတ်နေသဘောထားခံယူချက်တွေဟာပြောင်းလဲသွားပါတယ်အဲ့ဒါကြောင့်မို့လို့ပုပ္ပစရိယမိနိဖလက်ဦးစရာမိနိဖပေါ့နော်အဲ့ကြတော့ဒီလူသားတွေရဲ့လက်ဦးစရာကသူတို့ကိုမွေးဖွားလိုက်တဲ့အမိနဲ့အဖအပေါ်မှာအများကြီးမူတည်တယ်ပေါ့နော်တကယ်လို့အမိအဖနဲ့မွေးပြီးချင်းမှာခွဲသွားတဲ့ကလေးတွေဆိုလို့ရှိရင်လည်းသူတို့နဲ့အတူနေတဲ့လူတွေရဲ့အပြုအမူအပြောဆိုအနေထိုင်တွေဟာသူတို့ကိုကူးဆက်သွားတယ်ပေါ့နော်ဒါဘာလို့အဲ့လိုပြောရလဲဆိုလို့ရှိရင်ကျမတို့လူသားတွေမပြောနဲ့တိရစ္ဆာန်တွေလည်းပဲပေါ့နော်သူတို့နဲ့အတူတူနေတဲ့လူတွေရဲ့အတွေ့အခေါ်တွေအယူအဆတွေအပြုအမူတွေကိုလိုက်ပြီးတော့အတူခိုးတတ်ကြတယ်ဒါပေမဲ့လူနဲ့တိရစ္ဆာန်ရဲ့ကွာခြားချက်ကဘာလဲဆိုတော့လူမှာစဉ်းစားဆင်ခြင်နိုင်တဲ့အုံနောက်ရှိတယ်တိရစ္ဆာန်တွေမှာကတော့စဉ်းစားဆင်ခြင်နိုင်တဲ့အုံနောက်မရှိဘူးအဲ့ဒါကြောင့်မို့လို့ပေါ့နော်လူတွေကပို့ပြီးတော့မှစဉ်းစားဆင်ခြင်တွေးခေါ်ပြီးတော့မှကိုဘယ်လိုပြုမှုနေထိုင်ရမယ်နေထိုင်တဲ့နဲ့သူတို့ရဲ့မူရင်းဗီဇအသိဉာဏ်အုံနောက်အဲ့ဒါကသူတို့အပေါ်မှာအများကြီးမူတည်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့များသောအားဖြင့်တော့လူသားတွေကမွေးဖွားလာလို့ရှိရင်မိဘတွေသူတို့ရဲ့ညီကိုမောင်နှမအဖိုးဖွားတွေနဲ့အများတန်းကြီးပြင်းလာတာပေါ့မိသားစုတစ်ခုမှာအဓိကဘာလဲဆိုတော့မိသားစုတစ်ခုကိုကြိုးကင်နေတဲ့သူเนาะထိန်းနေတဲ့လူဟာဒီမိသားစုရဲ့ထိန်းနေတဲ့ကြီးကဲပေါ့နော်အဲ့ဒီလူကိုယ်တိုင်ကသူကိုယ်တိုင်ကမိုင်ရိုင်းမယ်ချမ်းတမ်းမယ်ဆဲရင်တိုင်းထွာမယ်ဇရိုက်ကြမ်းမယ်ဆိုလို့ရှိရင်เนาะသူ့ရဲ့မွေးဖွားလာတဲ့သားသမီးတွေဟာလည်းများသောအားဖြင့်ဒီမိုင်ရိုင်းချမ်းတမ်းတဲ့အရာတွေပေါ့နော်ဇရိုက်တွေကူးသွားနိုင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီအုပ်ချုပ်နေတဲ့လူရဲ့အမှုအချင်းဇရိုက်တွေကိုမလွန်ဆန်းနိုင်တဲ့အတွက်ကြောင့်မို့လို့ငယ်ရွယ်မွေးဖွားလာတဲ့သားတွေသမီးတွေဟာဒီပေါ့နော်အုပ်ချုပ်သူရဲ့အချင်းစရိုက်တွေအပြုအမူအပြောဆိုတွေကိုအတူခိုးသွားနိုင်ပါတယ်ဒါပေမဲ့အခြေအနေပေါ်လဲမူတည်သေးတယ်ပေါ့နော်အမေတယောက်ကဒီအုပ်ချုပ်သူကိုလွှမ်းမိုးနိုင်တယ်ဆိုလို့ရှိရင်ထားပါတော့ဒီအုပ်ချုပ်သူကငါစကားနွားရငါပြောတယ်လို့ငါခိုင်းတယ်လို့ပေါ့နော်ငါပြောတာမှန်တယ်ငါပြောတဲ့အတိုင်းလို့အဲ့လိုလူမျိုးဆိုလို့ရှိရင်တော့အမေတယောက်ကအဲ့လိုလူမျိုးကိုမလွှမ်းမိုးနိုင်ဘူးဆိုလို့ရှိရင်မလွှမ်းမိုးနိုင်ဘူးဆိုတာကအဲ့လူရဲ့ကဘယ်လိုပြောလဲသူ့ရဲ့ပြောင်းလဲလွယ်တဲ့အမူအရာနေထိုင်မဟုတ်ဘူးဆိုလို့ရှိရင်အစွန်းရောက်သူဖြစ်တယ်ဆိုလို့ရှိရင်ဒီသားသမီးတွေဟာကြီးလာရင်စိုးတမ်းမိုက်ရိုင်းနဲ့ကြမ်းတမ်းတဲ့လူတွေဖြစ်လာနိုင်ဖို့ရာခိုင်နှုန်းများတယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ဒီမိဘကအမေကအဖေကပေါ့နော်အမေကတော့ထားပါတော့အမေကတော့ဒါမလွန်ဆန်းနိုင်လို့နေတယ်ပေါ့နော်။အဖေကအဲ့လိုမျိုးအစွန်းရောက်တယ်ဆိုလို့ရှိရင်ဘယ်လိုပြောမလို့အဖေကလွှမ်းမိုးသွားတဲ့အတွက်ကြောင့်မို့လို့သားသမီးတွေဟာကြမ်းတက်မရိုင်းနိုင်တယ်။တပတ်မဟုတ်ဘဲနဲ့အဖေကစိတ်ကပြပြပြောင်းလဲလွယ်တယ်။နော်ခံယူချက်မှန်တဲ့မိဘမျိုးအဖေမျိုးဆိုလို့ရှိရင်တော့အမေနဲ့သဘောထားချင်းတွေဖယ်လေလို့ရတယ်။မေကလည်းအမေဆိုတဲ့လူကလည်းမှန်ကန်တဲ့ပြပြပြောင်းလဲစိတ်တွေရှိတယ်။မှန်ကန်တဲ့အဆုံးဖြတ်ချက်တွေအတွေးအခေါ်တွေရှိမယ်ဆိုလို့ရှိရင်တော့ဒီအဖေကလည်းပြပြပြောင်းလဲတဲ့စိတ်ထားရှိမယ်ဆိုနှစ်ယောက်ဟာနော်တူတူမျှတပြီးတော့မှနော်ကောင်းမွန်တဲ့ဘဝတစ်ခုကိုဖန်တီးနိုင်မယ်ပေါ့နော်ကောင်းမမှန်ကန်တဲ့ခံယူချက်တွေအတွေးခေါ်တွေသဘောထားတွေကိုလက်ခံတယ်ဆိုလို့ရှိရင်ဒီမိဘနှစ်ပါးမွေးဖွားတဲ့သားသမီးတွေဟာကောင်းမွန်မှန်ကန်တဲ့အတွေးခေါ်တွေကိုယူနိုင်ပြီးတော့မှကောင်းမွန်မှန်ကန်တဲ့ဘဝတွေကိုဖြတ်သန်းနိုင်မှာဖြစ်ပါတယ်အဲ့ဒါကြောင့်မို့လို့ဒီလူင
ငယ်လူရွယ်တွေရဲ့အကျင့်စာရိတ္တဗီဇတွေဟာသူတို့မိဘတွေအပေါ်မှာအများကြီးမူ